ကီးလွိုက်ဆိုတာဘာလဲဘယ်လိုလူတွေမှာပိုဖြစ်တတ်လဲကီးလွိုက်ဆိုတာဒဏ်ရာတစ်ခုခုရသွားပြီးတော့အနာပြန်ကျက်တဲ့အခါမှာလိုအပ်တာထက် collagen တွေပိုထုတ်လိုက်တာမလို့ပုံမှန်ဒဏ်ရာအရွယ်အစားထက်ကိုပိုကြီးသွားတယ်ပိုဖုပေါင်းသွားတဲ့အမာရွတ်အမျိုးအစားတစ်မျိုးပါပုံမှန်အမာရွတ်နဲ့မတူတာကတော့ကီးလွိုက်တွေကပုံမှန်ဒဏ်ရာအတိုင်းအမာရွတ်မဖြစ်ဘဲနဲ့သူ့ပေါင်တွေပါကြော်ပြီးတော့ကြီးနေမယ်ဖောင်းနေမယ်အချိန်နဲ့များပိုကြီးလာတာမျိုးလေးရှိမယ်ဒါမှမဟုတ်ရင်ဒီအတိုင်းလေးပဲရှိနေမယ်ဖုဖောင်းပြီးတော့မမလေးဖြစ်နေမယ်ခါတလီရှားတာဒါမှမဟုတ်ရင်နာတာလေးရှိမယ်ပုံမှန်အမာရွတ်တွေလို့ကြာလီအယောင်ဖြော့လေးမဟုတ်ဘဲနဲ့အယောင်ကပန်းနူးရောင်ဒါမှမဟုတ်ရင်အယောင်နဲ့ပြီးတော့ထင်းနေမယ်ပြီးတော့ပြောင်ပြောင်တင်းတင်းလေးဖြစ်နေမယ်ကုသမှုခံယူပြီးရင်တော့မှပြန်ဖြစ်နိုင်ခြေများပါတယ်ဘလို့လူမျိုးတွေကပိုဖြစ်နိုင်လဲဆိုရင်တော့မိသားစုထဲမှာကီးလွိုက်ယောဂရာဆိုရင်ရှိရသူအသားညူသူလေးနဲ့အသက်10နှစ်ကနေပြီးတော့30ကြားမှာဆိုရင်ပို့ပြီးတော့ဖြစ်နိုင်ပါတယ်အဓိကကတော့ရင်ဘတ်ပကုံးမေးရိုးနဲ့နရွက်တွေမှာပို့ပြီးတော့ဖြစ်များပါတယ်ဝက်ချံရီကြောက်ပေါက်ပြီးတော့အမာရွတ်ကြံတာ body piercing လုပ်တာတွေတက်တူးထိုးတာတွေခွဲစိတ်ဒဏ်ရာထိခိုက်ရှာနာအပူလောင်တာအကောင်ကိုက်တာဒီလိုဒဏ်ရာလေးတွေကနေလည်းဖြစ်လာတတ်ပါတယ်ချက်သားစားလို့အမာရွတ်ပိုတီးရဲ့ကီးလွိုက်တွေပိုဖြစ်တယ်ဆိုတာမျိုးတော့မရှိပါဘူးကီးလွိုက်လေးတွေဟာမျိုးရိုးလိုက်တတ်တာကလွဲလို့တယောက်နဲ့တယောက်ကူးစက်နိုင်တာမျိုးလည်းမရှိသလိုအန်ဒီရဲ့ပြီးနိုင်တဲ့ယောဂအမျိုးအစားလည်းမဟုတ်ပါဘူးဒါပေမဲ့အလုံးရမ်းကြည့်လို့ပုတ်တိုက်မိတဲ့အခါစိတ်နှောက်ယှက်ဖြစ်ရတာမျိုးလူမြင်ရတဲ့နေရာမျိုးလေးတွေမှာဒီလိုကီးလွိုက်တွေဖြစ်တဲ့ဆိုရင်ကိုယုံကြည်မှုတွေပျောက်ဆုံးတာမျိုးလေးဖြစ်တတ်ပါတယ်ကို့အမာရွတ်ရဲ့အရွယ်အစားအနေထားတွေပေါ်မူတည်ပြီးတော့ကုသမှုလုပ်လို့ရတဲ့နည်းလမ်းလေးတွေလည်းရှိအောင်မလို့နောက်ဗီဒီယိုလေးမှာပြပြပေးမယ်နော်